BMW လို့ပြောလိုက်တဲ့အမိုက်စားဆိုင်ရွယ်နဲ့လမ်းစားကားကိုပြင်းမြင်မိကြမယ်လို့ထင်ပါတယ်အဲ့လိုမျိုးပြင်းမြင်နိုင်လောက်အောင်လဲ1923ခုနှစ်ကနေပြီးတော့ယနေ့အချိန်ဒီမရိုးနိုင်တဲ့ model အသစ် design အစမ်းအနေနဲ့ဖန်တီးပြနေလို့ပဲဖြစ်ပါတယ်အဲ့ဒီအရာတွေကမှခင်းပြောပြပေးချင်တာတစ်ခုကဆိုင်ကယ်တစ်စီးအကြောင်းပါအဲ့ဒီဆိုင်ကယ်ကတော့နောက်ဆုံးထွက်ရှိခဲ့တဲ့ new model ဆိုင်ကယ်အသစ်တစ်စီးမဟုတ်ဘဲနဲ့ပထမဦးဆုံး BMW ကနေထွက်ရှိခဲ့တဲ့ဆိုင်ကယ်တစ်စီးအကြောင်းပါဒီဆိုင်ကယ်အကြောင်းကိုမပြောပြမှာ BMW သမိုင်းအကြောင်းအစလေးကိုနည်းနည်းပြောပြချင်ပါတယ်1916ခုနှစ်မှာ engine designer Carus နဲ့ Gustav Ostor တို့ပူးပေါင်းပြီးတော့ BMW ဆိုတဲ့နာမည်နဲ့လေယာဉ် engine တွေစထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ပထမကွာစီကြောင့်လေယာဉ် engine တွေဆက်မထုတ်ပြတော့ဘဲနဲ့ motorcycle engine တွေဘက်ကိုတဖြည်းဖြည်းပြောင်းရင်းနဲ့မှ1923ခုနှစ်မှာသူတို့ရဲ့ပထမဆုံးဆိုင်ကယ်ဖြစ်တဲ့ BMW R32 ဆိုင်ကယ်ကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီဆိုင်ကယ်က 490cc 4-stroke engine နဲ့ top speed 95 km/h horsepower 8.5 တောင်ထွက်ပါတယ်ဒီလိုမျိုးနှစ်ပေါင်း100ကြာခဲ့ပြီဖြစ်တာတော့ယနေ့ချိန်ထိအောင်မြင်မှုတွေနဲ့ရည်တည်နေနိုင်တာတိုးတက်လာတဲ့နည်းပညာနဲ့ဒီဇိုင်းအသစ်တွေကိုကောင်းကောင်းပေါင်းစပ်အသုံးပြုနိုင်တာကြောင့်လို့ထင်ပါတယ်တင်ရော BMW ထွက်ရှိလာတဲ့ကားနဲ့ဆိုင်ကယ်တွေကဘယ် model တွေ crazy ဖြစ်ဆုံးလဲ comment မှာပြောခဲ့လို့ရပါတယ်ကျွန်တော်တော့ S-Town R ကိုခွာကြပါတယ်နောက်ထပ်ဆိုင်ကယ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုသိချင်နေဆိုရင်တော့ကျွန်တော်တို့ page လေးကို follow လုပ်ခဲ့လို့ရပါတယ်ကျွန်တော်တော့ PC ဟုတ်က